ဖြာတဲ့မနက်ခင်းလေးမှာဆူတောင်းပြချောင်းတိုက်စီလာခဲ့ကြကြာကျွန်းရောသားတွေစူပေါင်းလို့ကြာကျွန်းရောသားတွေစူပေါင်းလို့စနုံစနွဲဖို့ပြင်ဆင်ကြတို့တဲ့အိုးစီသံတွေတညံ့ညံ့နဲ့ပျော်ရွှင်စင်စရာကောင်းလိုက်တာလူတွေအများကြီးဝိုင်းအောင်လို့အလုံးရဲ့မျက်နှာမှာအပြုံးကိုစီအလူရည်ဆက်လက်နဲ့ဖြန်းကဝေမြချင်တာဒီရတာနေဝေဝေရေခဲမောရာသာသူကဲလို့နေဝေဝေရေခဲမောရှင်နဲ့အိမ်မျိုးရဲ့လူတော်မို့ကုသိုလ်လေးရဝမ်းလေသာကုသိုလ်လေးရဝမ်းလေသာနေဝေဝေရေခဲမောစားကြပါအောင်ပြောတငါတော်တွေစွမ်းပုံပေးလို့ every that တွေလည်းတစ်ခွက်ပြီးတစ်ခွက်ဇွန်လေးတွေနဲ့ခွက်လေးတွေနဲ့ငိန်ရှက်စွာစားသုံးကြပါစေတနာတွေပါဝင်လို့ပို့ပြီးတော့အရာသာရှိနေတာနေဝေဝေရေခဲမောအရာသာသူကဲလို့နေဝေဝေရေခဲမောရှင်နဲ့အိမ်မျိုးရဲ့လူတော်မို့ကုသိုလ်လေးရဝမ်းလေသာကုသိုလ်လေးရဝမ်းလေသာနေဝေဝေရေခဲမောစားကြပါအောင်ပြောစီတဲ့တွေမြိုင်ဆိုင်ဆိုင်အေးတန်လေးကရင်ကိုခတ်ကြားချွန်သားတွေရဲ့ဂုံတွယ်စူတောင်းပြေမှာစူစီတဲ့ဝေးပြန်းတဲ့မြတ်တာနံဝေးပြန်းတဲ့မြတ်တာနံနေဝေဝေရေခဲမောအရာသာသူကဲလို့နေဝေဝေရေခဲမောရှင်တဲ့အိမ်မျိုးရဲ့လူတော်မို့နေဝေဝေရေခဲမောစားကြ